Hello ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်အခု sharing လေးတစ်ခုလုပ်ပေးခြင်းနဲ့ပါလဲဆိုတော့ note နဲ့ပတ်သက်တာ melody နဲ့ပတ်သက်တာတစ်ခုရှိမယ် chord နဲ့ပတ်သက်တာတစ်ခုရှိမယ်ဒါကကျွန်တော်ပြန်ပြီးတော့မျှဝေပေးတာကျွန်တော်တည်ထားတာလေးကိုပေါ့နော်အဲ့ဒါကိုအားလုံးပဲကျေးဇူးပြုတည်ထားတဲ့လူကတော့ကြော်သွားလို့ရတယ်နော်မသိတဲ့ကလေးတွေရှိတယ်သူတို့အတွက်ကျွန်တော်အသက်သက် sharing လုပ်ပေးတာပါကျွန်တော်တို့ကဥမာ melody ကနေစပြောကြမှာနော်ဟုတ်နော်တန်စဉ်9မျိုးရှိရဗျာနော်ဒိုရေမီဖာဆိုလာတီနောက်ဆုံးဒိုဒေးလေးကြအပေါ်တစ်ဆက်နော်ဒါအလဲဒိုဒါအောက်ဆုံးဒိုအမြင့်အောင်စရောက်တော့တယ်တော့အောက်တစ်ကထန်ကုန်နှစ်ခုပေါ့ဗျာတစ်ခုမှာပဲ3ခုလောက်ရှိမယ်ဒါကြောင့် C နဲ့သဘောတရား C နဲ့ပြောပြထားတာเนาะဒါ C နဲ့ဒိုဝါဆိုဒါ C ဟုတ်ပြီเนาะ C နဲ့ပြောပြထားတယ်တော့ဒီဒိုဝါ C ပဲဖြစ်ရမှာဒီကောင်ဆို D ဒီကောင်ဆို E ဒီ Fa F ဆိုဝါကြတော့ G လာကြတော့ A T ရကြတော့ B နောက်ဆုံးမှ C တန်တရားပေါ့ဗျာ C ရစမယ် C ရပြန်ဆုံးမယ်ဒါဟိုဒီ note လုံးနေ melody တွေရဲ့အပေါ်က chord ကအလိုမျိုးလေးရှိတယ်ဆိုတော့ပြောပြတာဒါဒီကောင်မကြည့်သေးနဲ့ melody ပဲကြည့်မယ် melody ပဲကြည့်မယ်ဆိုဒီဒိုနဲ့ re ကသူကကြားထဲမှာ whole tone တစ်လုံးအပြည့်ရှိတဲ့အတွက်เนาะတစ်လုံးအပြည့်ရှိတဲ့အတွက်ဒီကောင်ကိုကျွန်တော်တို့ကone shot လို့ခေါ်တယ်ဒီကြားတဲ့အလုံးဒိုနဲ့ re ကြားတဲ့အလုံးကျွန်တော်တို့အဲ့ဒါဘာလို့ခေါ်လဲဆို D လို့ခေါ်တယ် D ဒို D ဒိုပဲခေါ်တဲ့အတွက် D เนาะ re နဲ့မိကြားထဲမှာ3 flat ဆိုရှိတယ်အဲ့ကောင်ကြတော့မာเนาะre နဲ့မိကြားထဲမှာမာเนาะမိနဲ့ for ကြားထဲမှာဘာမှမရှိဘူးတဲ့ဒါပေမဲ့ for နဲ့ဆိုကြားထဲမှာလည်းတစ်လုံးရှိတယ်ဒီကောင်ကြတော့ 4 shot ဆိုတော့ကျွန်တော်တို့ကအတန်ထွက်က fee လို့အတန်ထွက်တယ်โอเคเนาะ fee ဆိုနဲ့လာကြားထဲမှာလည်းအဲ့လိုမျိုးတစ်လုံးရှိတယ်ဒီကောင်ကြတော့5 shot เนาะလေရရမလားဒါပေမဲ့သဘောတရားတည်ဖို့ရည်ကြီးတယ်5 shot ဆိုတော့ဒါဒီကြားတဲ့အလုံးကျွန်တော်တို့က C လို့ခေါ်တယ်เนาะဆိုဘက်ကနေခေါ်တဲ့အတွက် C ဖြစ်မှာเนาะဒီကောင်ဒီနှစ်ခုကြတော့သူကကြပြောင်းမယ်သူကကြတော့7 flat ပြန်ဖြစ်သွားပြီ flat အကြလေး7ရဲ့အကြဆို7 flat ပေါ့เนาะ7 flat ဒီကောင်ကထားဆိုတော့ TA ပေါ့เนาะ TA ထားဒါလေးပဲအဲ့တော့ကျွန်တော်တို့က melody ရပြောမယ်ဆိုရင်ဒို D re ma mi fa fi so si la ta ti do โอเคเนาะအဲ့တော့ melody ရအမှန်တကယ်တော့ကျွန်တော်တို့ရေပုံရအားဖြင့် melody ရ7 melody ပဲဒါပေမဲ့ဒါသူက basic เนาะ basic က7 melody တို့ပေမဲ့ဒီကြားထဲမှာ9လုံးရှိတယ်အဲ့ဒီ9လုံးကဘာလဲဆိုတော့ဒီမှာ fi si tha เนาะအမှ5 melody ရှိတယ်အဲ့တော့ melody အလုံးပေါင်းက12မျိုးရှိတယ်โอเคเนาะ12 melodyโอเคเนาะကျွန်တော်တို့အလွတ်ချက်ကမှာက
do re mi fa sol la ti do အပြင်ကြားထဲမှာက5မျိုးရှိတယ် di ma fi si tha okay เนาะကဲ chord ကိုသွားမယ် chord chord တဘောကိုကျွန်တော် C နဲ့ပဲရေးမယ်เนาะ C D E F G A B C okay เนาะ C ရစမယ် C ရပြန်ဆုံးမယ်เนาะ okay เนาะအဲ့ဒီမှာဒီကြားထဲမှာကကျွန်တော်တို့က chord တစ်ခုရှိတယ်တစ်ခုနှစ်ခုသုံးခုလေးခုငါးခုခုနက melody 5ခုရှိတယ်ပဲဒီမှာလဲ chord မှာ5ခုရှိတယ်เนาะတဘောကို do က C ဆိုအဲ့ D ကဘာဖြစ်မလဲ D ကကြဘာဖြစ်မလဲစဉ်းစားကြည့်ပါเนาะ D ကကြတော့ C sharp ဖြစ်မယ် D flat ဖြစ်မယ်အဲ့ကျွန်တော်တို့ကဒီ7 chord ထဲမှာ5 chord ကြားထဲမှာ5 chord ရှိတယ်ဆိုတော့ကျွန်တော်သိထားရမယ်အဲ့တော့နှစ်မျိုးခေါ်မယ်ဗျာကျွန်တော်တို့ကဒါ C sharp ဖြစ်မယ် D ကအကျဆို D flat ဖြစ်မယ်နောက်တစ်ခုဒီမှာကျတော့ D sharp ဖြစ်မယ် E flat ဖြစ်မယ်โอเคเนาะဒီ E နဲ့ F ကြားထဲမှာတော့ဘာမှမရှိဘူး E ပြီးတာနဲ့ F တန်းလာတယ်F နဲ့ G ကြားထဲမှာတစ်ခုရှိတယ်သူက F sharp လို့လည်းခေါ်လို့ရတယ် G flat လို့လည်းခေါ်လို့ရတယ် G နဲ့ E ကြားထဲမှာလည်းအဲ့လိုပဲနှစ်ခုရှိမယ် G sharp လို့ခေါ်လို့ရတယ် E flat လို့ခေါ်လို့ရတယ်ဆိုတော့ဒီ E နဲ့ B ကြားထဲမှာတစ်ခုရှိတယ် E sharp လို့ခေါ်လို့ရတယ် B flat လို့ခေါ်လို့ရတယ်အဲ့တော့ကျွန်တော်တို့ကဒီ basic chord 9မျိုးအပြင်7 basic chord အဲ့ဒီအပြင်ကို sharp flat sharp လို့ခေါ်လို့ရတယ်ဗျာ sharp flat chord က5မျိုးရှိတယ်အဲ့တော့အလုံးပေါင်းက basic chord က12မျိုးရှိတယ်ခုနက melody ပဲတွေ့လား melody လိုပဲ12 chord ကျွန်တော်လည်းရတော့မလားတော့เนาะအဲ့တော့ကျွန်တော်တို့ဒါအခြေခံသိထားမယ်အချက်တွေဒီဥစ္စာလေးတွေကိုဖြစ်နိုင်ရင်အလို့ရအောင်လုပ်ပေးကျွန်တော်တို့ music ကခင်ဗျားခေါင်းနဲ့ရောက်သွားတယ်တည်တဲ့ဒီအဲ့ထုတ်လို့မရတော့ဘူးသူကတီးပြီးသားဖြစ်သွားရင် music ကသူများတဲ့အဲ့တကူအားတာတယ်နောက်ပြီးတော့ music is international language ဒီလား music ဆိုတာကအပြည်ပြည်ဆိုင်ရာဘာသာရပ်ပဲလူတိုင်းကဒီ music ကိုနားလည်တယ်ဘာသာမရွေးဘူးလူမျိုးမရွေးဘူး happy birthday တခြင်းဆိုရင်ကြည့်လေလူတိုင်းကဘာသာမရွေးလူမျိုးမရွေးဆိုကြတယ်အဲဒါကြောင့်မို့ကျွန်တော်တို့ကဒီ music ကိုကျွန်တော်တို့ international language လို့ကျွန်တော်ခေါ်ရခြင်းဖြစ်တယ်เนาะအားလုံးကို sharing လုပ်ပေးတာဖြစ်တဲ့အတွက်ကျွန်တော်သိထားတယ် sharing လုပ်တယ်ကျွန်တော်ကျေးဇူးတင်ခံဖို့ sharing လုပ်တာမဟုတ်ဘူးအတိမတ်ပြုစီခြင်းလို့ sharing လုပ်တာမဟုတ်ဘူးကျွန်တော်ကိုမာ sellers ဒီနောက်လာမယ့် generation လေးတွေသိအောင် sharing လုပ်ပေးတယ်เนาะသိထားရမယ်12 melody ရှိတယ်အဲ့ဒါပါလဲ do re mi fa sol la ti အပြင် di ma fi si tha ဆိုတာရှိတယ် chord 9မျိုးရှိမယ် C D E F G A B ကြားထဲမှာ flat sharp က C sharp D flat เนาะ D sharp E flat F sharp G flat G sharp E flat E sharp B flat ဆိုတာရှိမှာเนาะဒီမှာခင်ဗျားတို့သိထားမှာက sharp sharp ကအတန်တက်တာ high เนาะ flat
flat ကအတန်အကျပြန်ကျတာ okay နော် flat shot ကိုသဘောရှင်းရှင်းလေးနဲ့ကျွန်တော်ရှင်းပြရမယ်ဆိုရင်သဘောတစ်ခုပြဒါကျွန်တော်အမျိုးသမီးနော်ဒါကကျွန်တော်အမျိုးသမီးရဲ့အကိုဟုတ်ပြီနော်ကျွန်တော်ဘက်ကကျွန်တော်အမျိုးသမီးကိုခေါ်ရင်ဒါကျွန်တော်ရဲ့ဇနီးကျွန်တော်မိန်းမတို့ပေမဲ့ကျွန်တော်ဒီသူ့ရဲ့အကိုဘက်ကကျွန်တော်အမျိုးသမီးကိုပြန်ခေါ်ရင်သူကညီမလို့ပဲခေါ်ပိုင်ခွင့်ရှိတယ်လေမိန်းမလို့ခေါ်လို့မရဘူးလေဟုတ်တယ်နော်ဇနီးလို့ခေါ်လို့မရဘူးအဲ့သဘောတရားပဲတော့ဒီကြားတဲ့ခေါ်တွေကိုကျွန်တော်ရှင်းပြတာဒီကြားတဲ့ခေါ်တွေနော်စီဘက်ခေါ်တယ်စီရဲ့အတက်ဖြစ်တဲ့အတွက်စီရှက်ဒီဘက်ပြန်ခေါ်တယ်ဒီရဲ့အကျဖြစ်တဲ့အတွက်ဒီ flat ကအကျ shape ကအတက်အဲ့ဒါလေးလည်းမှတ်ထားပြီနော် okay နော် thank you so much